ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေတိုင်းမှာဆိုရင်လူတစ်ယောက်အကူအညီမပါဘဲနဲ့တာလေလို့မရဘူးပေါ့နော်အဲ့တော့ဒီနောက်ဘဝကျန်တဲ့တသန်းတစ်လျှောက်ကြီးမှာdisable အနေထားနဲ့နေမလားဘယ်လောက်ဖြစ်သွားလဲဆိုအဲ့ရဘောကတော့မထနိုင်တဲ့အခြေအနေပေါ့ဘာလို့ accident ဖြစ်တာဆိုတော့ခင်ဗျားရဲ့ခန္ဓာကိုယ်တော်တော်များများမှာအယိုးကျိုးတာတွေဖြစ်တယ်ပြီးတော့เนาะဒီခိုင်းလို့ဒီ slip disc ဖြစ်ထားတယ်ဒီလက်တွေဆိုကျိုးထားတာပေါင်တွေဆိုကျိုးထားတာလုံးဝအဲ့ရောမှာပလက်ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေတိုင်းမှာဆိုရင်လူတစ်ယောက်အကူအညီမပါဘဲနဲ့တာလေလို့မရဘူးပေါ့နော်အဲ့ဒါဖြစ်တော့ခင်ဗျအသက်30ကျော်ကျော်လောက်မှဖြစ်တာမြန်မာနိုင်ငံဒီအမျိုးသမီးတယောက်ရဲ့တက်တဲ့က65နှစ်ဆို60နဲ့ဝန်းကျင်တော့ပြောကြတယ်အဲ့တော့အကစဉ်းစားလိုက်တယ်ပေါ့နော်ဒီနောက်ဘဝကျန်တဲ့တက်တန်းတစ်လျှောက်ကြီးမှာငါဒီလိုမျိုးပေါ့နော် disable အနေထားနဲ့နေမလားလူတယောက်ကိုကျန်တဲ့လူတွေကိုအားကိုးနေတဲ့အနေထားနဲ့ပဲအသက်ရှင်မလားငါရဲ့ခန္ဓာကိုယ်ငါရဲ့စိတ်ကို strong ဖြစ်တဲ့တန်မာတဲ့အနေထားပုံမှန်အနေထားဖြစ်အောင်ရောက်မလားလို့ပေါ့နော်အပြန်လေးလာတဲ့အခါမှာဒီယောဂရဲ့ပညာရက်ကတပြေးပြေးချင်းလေးနိုင်ငံကိုပေါ့နော်ကောင်းတဲ့အနေထားရအောင်လို့အတွက်တိုးတက်မှုရှိအောင်လို့အတွက်ကူညီပေးခဲ့တယ်အကြောင်းမို့ငယ်ယောဂကိုပဲစက်တိုက်လေးလေ့ကျင့်ဖြစ်နေရတာအခုလို instructor တယောက်ပြန်ပြီးမျှဝေနိုင်တဲ့အခြေအနေဖြစ်အောင်ယောဂကပဲနိုင်ငံကိုဆွဲခေါ်ပေးခဲ့တယ်ပေါ့နော်ကုစားပေးခဲ့တာဖြစ်ပါတယ်ဟုတ်